ရောက်တိုင်းပေါ်မှာကဲတင်ချင်းကောင်းချီးမင်္ဂလာတက်ရောက်ပါစေဒီနေ့မှာကြတော့ဂျေဇုတော်နာမည်မဲ့တော်သူများရဲ့အသက်တာကိုခဏလောက်ကြည့်ရအောင်ရှင်လုကာခရစ်ဝင်ခန်းကြီး1အခန်းငယ်73ကောင်းကင်တမန်ကလည်းယာခရိကြောက်ရွံ့ခြင်းမရှိနဲ့တင်ပြုတော်ပထနာကိုနားခံတော်မူပြီးတင်ခင်ပွဲအဲလိရှဘက်သည်သားယောက်ျားကိုဖွားမြင်လိမ့်မယ်ထူသားကိုယောဟန်အမေဖြစ်မဲ့ရမယ်ဖတ်သွားတဲ့နှုတ်ကပတ်တော်အဖြစ်အရောက်တိုင်းဖျားရှင်ကောင်းချီးပေးပါစေဒီနေရာမှာဇေခရယဆိုတာကအဓိပ္ပာယ်ပါလဲဆိုဘုရားသခင်ကတတိရတယ်အဲ့တော့အဲလိဇဘက်ဆိုတာဘုရားသခင်ရဲ့ပရိညင်ဆိုတော့ဘုရားသခင်ကအပြစ်သားဖြစ်တဲ့ကျွန်တော်တို့နဲ့ပရိညင်ပြုတ်ထားတာကိုအမေရန်တတိရတဲ့ထာဝရဘုရားဖြစ်တယ်အဲကြောင့်ကျွန်တော်မားတွေဖြစ်စေကျွန်တော်ကောင်းတွေဖြစ်စေစိုးတွေဖြစ်စေဘုရားသခင်ကသူ့မှာရှိတဲ့ဂတိတော်ကိုကျွန်တော်တို့အမေရန်တတိရတဲ့ထာဝရဘုရားဖြစ်တယ်ဟာလေလုယာသူဘုရားရှင်ရဲ့နာမတာ၍ဘုန်းကြီးပါစေအဲကြောင့် तू ကရစ်ပရိုဟိဖြစ်တဲ့အတွက်ကြောင့်ဇစ်ပူဇော်ခြင်းမှုကိုပြုပြီးမှနတ်တာပေါင်းနေမြေရှုပြီးမှဘုရားသခင်ရဲ့ရှိမှမွေးကြိုက်တဲ့အနန္တသက်သွားနေတဲ့အချိန်မှာကောင်းကင်တမန်တပါးကလာတဲ့အချိန်မှာ तू အယမ်းကြောက်ရွံ့တုန်လှုပ်တယ်အယမ်းကြောက်ရွံ့တုန်လှုပ်တဲ့ယေခရယစီမှာကောင်းကင်တမန်ကလာပြီးမှနံပါတ်1ကောင်းကင်ဘုံကနေလာတဲ့အရာဆိုရင်ဘာစကားရင်လာလဲဆိုမကြောက်နဲ့တဲ့ယနေ့ကျွန်တော်လည်းပြောပြခြင်းနဲ့နားထောင်တော့သူရောက်တိုင်းမကြောက်နဲ့ကိုရိုနာဗိုင်းရပ်စ်လည်းမကြောက်နဲ့ဆင်းရဲမွဲတီမှုလည်းမကြောက်နဲ့စစ်ပွဲကိုလည်းမကြောက်နဲ့ဘယ်အရာမှမကြောက်နဲ့ဘုရားသခင်တင်တဲ့သူရှိတယ်အေမနွေလဘုရားဖြစ်တယ်တဲ့ကိုထောက်ပံ့ကျွေးမွေးတော့ထာဝရဘုရားဖြစ်တယ်တင်တဲ့သူပါရှိပြီးမှတဲ့ရဲ့အမှုအရာအားလုံးကိုဆောင်ရွက်ပြီးမှထာဝရဘုရားဖြစ်တယ်တဲ့ဘက်မှာတရားစီရင်မဲ့ဘုရားသခင်တဲ့ကိုကောင်းချီးပြီးမှတဲ့ကိုချီးမြှောက်မဲ့ဘုရားသခင်တဲ့ဘက်မှာအမဲရန်ကိုကြီးမဆမဲ့ထာဝရဘုရားရှိတဲ့အတွက်ကြောင့်မကြောက်နဲ့မနဲ့ဖန်ပါစားမလဲဆိုတာလည်းမစိုးရိမ်နဲ့ပိုက်ဆံဘယ်ကနေရမလဲဆိုတာလည်းမကြောက်နဲ့မစိုးရိမ်နဲ့အဲကြောင့်ကောင်းကင်ဘုံကနေစကားလာတဲ့အခါတိုင်းမှာမကြောက်နဲ့ဒါကြောင့်လူသားတွေဆိုတာကြောက်တတ်တဲ့မျိုးနွယ်ဖြစ်တဲ့အတွက်ကြောင့်ဘုရားသခင်ကကောင်းကင်ဘုံကနေပါပြောလဲမကြောက်နဲ့မနဲ့ဖန်အတွက်မကြောက်နဲ့အနာဂတ်အတွက်လည်းမကြောက်နဲ့ကိုယ့်ရဲ့သားသမီးတွေရဲ့ရှိရဲ့အတွက်လည်းမကြောက်နဲ့ဘယ်အရာကိုမှမကြောက်နဲ့ငါမင်းနဲ့သူရှိတယ်လို့အမေရိကန်စကားပြောတဲ့ထာဝရဘုရားဖြစ်တယ်အဲ့ဒါကြောင့်မကြောက်နဲ့လို့ပြောပြီးတဲ့နောက်ပိုင်းမှာဒုတိယဘာစကားလာလဲသင်ရဲ့ဆုတောင်းခြင်းကိုဘုရားသခင်ကနားညောင်းတော်မူပြီတဲ့ဟာလေလုယာထာဝရဘုရားကကျွန်တော်ရဲ့ဆုတောင်းတာတော့အမြဲတမ်းနားထောင်တဲ့ထာဝရဘုရားဖြစ်တယ်အဲကြောင့်အတိတ်ကာလမှာသင်မျက်ရည်မျက်ခွက်နဲ့ဆုတောင်းခဲ့တဲ့အရာတွေသင်ရဲ့မျက်ရည်ကိုစာလံကျမ်းစာထဲမှာပါဖော်ပြတယ်ဆိုဘိုးတော်ထဲမှာထည့်ထားပေးတယ်သင်ရဲ့မျက်ရည်ကိုဘိုးတော်ထဲမှာထည့်ထားပေးတယ်သင်ရဲ့ဆုတောင်းတာတော့အမြဲတမ်းနားညောင်းတဲ့ထာဝရဘုရားဖြစ်တယ်အဲဒါကြောင့်သင်ရဲ့သက်တာမှာမကြောက်နဲ့ဘာဖြစ်လို့မကြောက်ရမှာလဲဆိုသင်ရဲ့ဆုတောင်းတဲ့အဖြေရှိတယ်ဘုရားသခင်ကမဲရဖြေပြတဲ့ထာဝရဘုရားဖြစ်တယ်သင်မဲ့မှာမဲရပါတဲ့ထာဝရဘုရားသင်ကိုကိုငီမဆတဲ့ထာဝရဘုရားဖြစ်တဲ့အတွက်ကြောင့်ဆုတောင်းတဲ့ခါတိုင်းမှာအမဲရအဖြေပြတဲ့ဘုရားရှင်ဖြစ်တဲ့အတွက်ကြောင့်မကြောက်နဲ့ဘာဖြစ်လို့ဘာရည်ရွယ်ချက်နဲ့ငါတို့မကြောက်ဘဲနဲ့ဒီလောကမှာသက်ရှင်ရမလဲဘုရားသခင်ကအဖြေပေးနေပြီဒီကနေ့ကျွန်တော်တို့အားလုံးအတွက်လက်ဝါးကားရဟာအဖြေဖြစ်တယ်အမြင့်ဆုံးသောမေတ္တာကိုပြတဲ့နေရာလဲလက်ဝါးကားရခတ်သိမ်းတော့ကောင်းချီးမင်္ဂလာပေးတဲ့နေရာဆိုတာလဲလက်ဝါးကားရမှာသားတော်ယေရှုခရစ်တော်နဲ့သူခတ်သိမ်းတော့အရာကိုကျွန်တော်တို့ကိုပေးတာအဲ့ဒါကြောင့်မကြောက်နဲ့ဘုရားသခင်ကတင့်ကိုအဖြေပေးနေပြီအတင်ကယနေ့ဆုတောင်းတဲ့အဖြေရတော့သူဖြစ်တယ်အဲ့ဒါကိုယေရှုခရစ်တော်ရဲ့အသွေးတော်ဖြစ်အတည်ပြုတာဖြစ်တယ်ဂတိပြည့်တဲ့ဘုရားရှင်ကသူ့ရဲ့ဂတိတိုင်းအမှုတစ်ကိုပြုတ်သွားတဲ့ထာဝရဘုရားဖြစ်တဲ့အတွက်ကြောင့်တင်ကအဖြေရပြီ praise the lord ပြီးတော့မှဘာပြောသေးလဲဆိုတင်အလူချင်းဆုံးခလေးရမယ်တဲ့ကောင်းကင်ဘုံကနေစကားလာရင်အမေရန်ဝန်တာဆရာကြီးပဲဒါကြောင့်ကဲတင်ချင်းတည်င်းကောင်းကဒီနေရာမှာလာတယ်ကိုဝင်မရှိနိုင်တဲ့အဲလိဇဘက်ကကိုဝင်ရမယ်တင်ကကောင်းချီးမင်္ဂလာထဲမှာအမွန်မြတ်ဆုံးနဲ့တင်ရဲ့အကြိုက်ဆုံးသောအရာကအခုရမယ်တဲ့ယနေ့မိတ်ဆွေနဲ့ကျွန်တော်ရဲ့တက်တာမှာလဲထူနေ၎င်းမယ်တင်ရဲ့အကြိုက်ဆုံးအရာကဒီအချိန်မှာပါလေသားသမီးရဲ့တနာလားကားရီလားပိုက်ဆံနေလားမော်တော်ဆိုင်ကယ်တွေလားတဲ့ရဲ့အကြိုက်ဆုံးအရာကိုဖယားသခင်ကပေးနေပြီဆိုတာကိုသိထားရပါမယ်အဲ့ဒါနဲ့မွေးဖွားလာတဲ့ကလေးကြတော့ယောဟန်လို့အမေမဲ့ရမယ်တဲ့ယောဟန်ဆိုတာပါလေ the grace of god ဖယားသခင်ရဲ့ကျေးဇူးတော်ဖြစ်တယ်တဲ့ရဲ့စွမ်းတတိနဲ့မဟုတ်အခမဲ့နဲ့သားကိုပေးတာ
แต่มาไถ่ตายยังเล่ตาตมียาพูมาไถ่ตายยังเล่เต็งกูยิชุคริสต์โดยตุยรอบเช่นไถ่ตานสิเร่จะยอหันสุด the grace of God พระยาตะเคียนเยซูรอบาเซตยอดีเลยสุยอหันอะไรลูมียาสวันยาสีรอตุพี่ยาเมรพระยาตะเคียนชีมาตัวจีเมียดอตุพี่ยาเมรอายะตีดีล้มว่ามาเต้ายาบุเรวิญญาณโดเนี่ยเมรันปีว่าปีมาอีนี่ละลูโรกูพระยาตะเคียนสีมาปูสองรอตุพี่ยาเมวิญญาณเนี่ยอนาคตมาชิลันลันโนตุเอลียาရဲ့တကိုးကိုရတော့သူဖြစ်ပဲတဲ့เอลียาရဲ့တကိုးဆိုတာဒီညမှာပါလဲကောင်းကင်ဘုံကိုပိတ်နိုင်တဲ့တကိုးကောင်းကင်ဘုံကိုပွင့်စေတဲ့တကိုးကောင်းကင်ဘုံမှာအထက်မူကောင်းကင်မှာအခွင့်အာဏာပြည့်ဝတဲ့အမိန်ထုတ်နိုင်တဲ့ဖယားသားအဲ့ဒီတကိုးလောက်ကြီးမားတာတကိုးမရှိတော့အဲကြောင့်ကောင်းကင်ဘုံကိုပိတ်ခြင်းတဲ့ချိန်မှာပိတ်တယ်မူးမရွာခိုင်းဘူးကောင်းကင်ဘုံကိုဖွင့်ခြင်းတဲ့ချိန်မှာပြင်ဖွင့်တယ်မိုးရွာစေတယ်အဲကြောင့်เอลียาတကိုးတဲ့အနာကခြေလန်းလန်းမဲ့သူဖြစ်တယ်မိတ်ဆွေနဲ့ကျွန်တော်လဲเอลียาတကိုးနဲ့ဒီခေတ်ဒီချိန်မှာအနာဂတ်ကိုခြေလန်းလန်းရပါမယ်ခါတိုင်းကျွန်တော်မလုံနိုင်တဲ့အရာကိုလုံနိုင်တယ်ခါတိုင်းကျွန်တော်မရတဲ့ကောင်းချီးမင်္ဂလာအခုရမယ်ဒီအချိန်ကတင့်အတွက်အကောင်းဆုံးတော့ချိန်ဖြစ်နေပြီတင့်ကိုချစ်တဲ့ဘုရားသခင်ကတင့်အတွက်စီစဉ်ပေးတဲ့အမွေဥစ္စာတွေအားလုံးတစ်လုံးတစ်ခဲနဲ့တင့်လက်ထဲမှာထည့်ပေးရမယ့်ချိန်ရောက်နေပြီတင့်ရဲ့အလဲရောက်နေပြီတင့်ရဲ့အချိန်တာနေပြီဒါကြောင့်ဘုရားသခင်ကတင့်ကိုဒီအချိန်မှာကောင်းချီးပေးမယ်ဆိုတာယုံကြည်ထားပါအဲ့ဒါယခရာယာကမယုံနိုင်ဘူးမယုံနိုင်တော့သူကပြောလဲငါကအသက်ကြီးပြီငါမင်းမလည်းအရွယ်လွန်နေပြီဒီစကားကိုဘယ်လိုမှနိုင်မလဲဘယ်လိုလောက်ငါယုံကြည်နိုင်မလဲလို့ပြောတဲ့အချိန်မှာကောင်းကင်တမန်ကငါ Gabriel ဖြစ်တယ် I am Gabriel the champion of God Gabriel ရဲ့ဒီပဲဖယားသခင်ရဲ့ champion လို့ဒီပဲရတယ်အဲဒါကြောင့် Gabriel ဆိုတာနာမည်မဲ့လို့အမတမ်းကောင်းတဲ့နာမည်ဖြစ်တယ်ဖယားသခင်ရဲ့ championအဲကြောင့်အလုံးနိုင်ဆုံးတော့သူအမေရိကန်အနိုင်ရတော့သူဘယ်တော့မှရှုံးနိုင်ခြင်းမရှိတဲ့ဖယားသခင်ရဲ့ champion အဲကြောင့်ဖယားသခင်စီကနေငါလာတာဖယားရဲ့တကိုးနဲ့ငါဆင်းကြွလာတာဒါကြောင့်ဒီတည်င်းကောင်းကိုပြောဖို့ငါလာတာမင်းကမယုံတဲ့အတွက်ကြောင့်ယနေ့ကနေစပြီးတော့မှမင်းကစကားမပြောရတော့ဘူးတဲ့ဒီကနေ့ကဲတဲ့ချင်းတည်င်းကောင်းကိုအတွက်လာတယ်တင်းရဲ့မိန်းမကအမျိုးဖြစ်ပေမဲ့တာသမီးယတနာထွန်းကားရတော့ခွင့်ဖယားသခင်ကပေးမယ်ဆိုတဲ့ကဲတဲ့ချင်းတည်င်းကောင်းမယုံတဲ့ဂျေခရာယာကစကားမပြောရစကားပြောလို့မရတော့အဲအကြောင်းအမွေအရာနဲ့ action နဲ့ပဲစကားပြောပြီးမှ तू ကဗိမာန်တော်ကနေထွက်လာတယ်အဲနဲ့အချိန်တာတဲ့ခါမှာသူ့ကိုနာမည်ဘယ်လိုမဲ့ရမလဲကလေးမွေးလဲမွေးဖွားပြီဆိုတော့သူ့ကိုဘယ်လိုနာမည်မဲ့ရမလဲလို့လာမေးတော့ဂျေခရာယာကမိကြီးပေါ်မှာစာရွက်ပေါ်မှာလက်နဲ့ရေးပြီးမှ John the grace of God ဘုရားသခင်ရဲ့ဂျေဇုတော်ဆိုမှရေးတာနဲ့ချက်ချင်းဂျေဇုတော်ဆိုတာရေးတာနဲ့ချက်ချင်းစကားပြန်ပြောနိုင်ပြီပိတ်ပင်သားစီမှုဆိုတာမရှိတော့ယနေ့ဘုရားသခင်ရဲ့ဂျေဇုတော်ကိုလက်မခံတဲ့လူတွေကဲတဲ့ချင်းတည်င်းကောင်းကိုလက်မခံတဲ့လူတွေအားလုံးအတွက်စကားပြောနိုင်ဖို့နီးလန်းမရှိတော့ဘာတရားဟောရမလဲဆိုတာတင်ကနားလည်မှာမဟုတ်ဒါပေမဲ့ဂျေဇုတော်နားလည်တဲ့လူတွေကစကားပစရပြန်ပွင့်လာမယ်တင်ကတရားဟောနိုင်တော့သူဖြစ်မယ်စကားကိုတေချာလူပရိသတ်ကိုဆွဲဆောင်နိုင်တော့သူဖြစ်အောင်ဘုရားသခင်ကအမှုအသစ်ပြုမယ်ဒါကြောင့်စကားမပြောနိုင်တဲ့လူကဘုရားရဲ့ဂျေဇုတော်ဆိုတာရေးတဲ့အချိန်မှာချက်ချင်းပြောနိုင်တယ်လို့ဒီကနေ့ဂျေဇုတော်ကကျွန်တော်တို့ကိုစကားပြောစေတယ်ဂျေဇုတော်ကကျမ်းမာခြင်းကိုစီစဉ်စေတယ်ဂျေဇုတော်ကကျွန်တော်အားနေခြင်းမှာစုံလင်ခြင်းကိုဖြစ်စေဂျေဇုတော်ကကျွန်တော်အားနေခြင်းဖြစ်နိုင်တကိုးနဲ့ပြည့်ဝစေတယ်အဲဒါကြောင့်ဂျေဇုတော်ကကျွန်တော်ရဲ့သက်တာမှာအမြဲတမ်းအလုပ်လုပ်တဲ့ထာဝရဘုရားဖြစ်တယ်ယောဟန်ရဲ့ဒီပဲပါလဲဖယားသခင်ရဲ့ဂျေဇုတော်အဲ့ဒါတော့မှပစက်နဲ့တော့ခေါ်တာမဟုတ်သေးဘူးလက်နဲ့ရေးတဲ့အချိန်မှာစကားမပြောနိုင်တဲ့သူ့ရဲ့ဖခင်ကချက်ချင်းစကားပြောလာတယ်ယနေ့ကျွန်တော်တို့အားလုံးဘယ်အရာကချီနှောင်တာလဲဂျေခရာယာကျတော့စကားမပြောနိုင်အောင်ဖယားကချီနှောင်ထားတယ်ဒါပေမဲ့မိတ်ဆွေနဲ့ကျွန်တော်ကြတော့ဘယ်အရာကချီနှောင်တာလဲအဲ့ဒီချီနှောင်ခြင်းကနေလွတ်မြောက်ဖို့ရန်ဘာလိုအပ်လဲဂျေဇုတော်လိုအပ်တယ်ပေါလုကဒမတ်စကတ်လမ်းပေါ်မှာခရိယာနီဖမ်းပြီးမှညင်ပနေစိတ်မဲ့ထောင်ထဲမှာထဲ့မယ်ဆိုမှပြင်းစွာတော့ဆန္ဒနဲ့သူကတွားနေတဲ့ချိန်မှာကောင်းကင်ဘုံနီးမွန်တဲ့အချိန်မှာကောင်းကင်ဘုံမှာနီမင်းကြီးချက်တာပြီးထွန်းလင်းတောက်ပါတဲ့အလင်းလာတော့သူကမြင်းပေါ်ကနေလဲကျသွားတယ်ပေါလုကလဲကျတဲ့အချိန်မှာမျက်စိမမြင်တော့ဘူးကောင်းကင်ဘုံကနေတန်ကြားတယ်အတန်ကြားဆောလို့ခေါ်နေတဲ့အချိန်မှာ तू တခင်ကဘယ်သူလဲလို့မြည်တော့တင်ញင်းပနေစစ်တဲ့ခရစ်တော်ဖြစ်တယ်ငါတင်ញင်းပနေစစ်တဲ့ယေရှုဖြစ်တယ်လို့ကောင်းကင်ဘုံကနေပြောလိုက်တယ်
အဲ့ကြောင့်တကယ်ဆိုရင်တော့ပေါလုကယေရှုခရစ်တော်ကိုညှဉ်းပန်းနှိပ်စက်တာတခါမှမရှိပါဘူးအချိန်ကလည်းမတူဘူးဒါပေမဲ့ယေရှုခရစ်တော်ကသူ့နောက်လိုက်တဲ့လူတွေသူ့ကိုယုံကြည်တဲ့လူညှဉ်းပန်းနှိပ်စက်ခြင်းခန္ဓာကိုသူခံစားတယ်လို့မျိုးဖြစ်တယ်ဆိုမှဒီနေရာမှာဖော်ပြထားတာကျွန်တော်တွေ့ရှိရတယ်ဒါကြောင့်တယောက်ယောက်တင့်ကိုထိရင်ယေရှုခရစ်တော်လည်းနာတယ်တယောက်ယောက်တင့်ကိုအင့်ပြောရင်ယေရှုခရစ်တော်လည်းထိတယ်ဒါကြောင့်ယနေ့ယေရှုခရစ်တော်ဟာတင့်ရဲ့ဦးခေါင်းဖြစ်တယ်တင်ဟာခရစ်တော်ရဲ့ကိုယ်ခန္ဓာဖြစ်တယ်အဲ့တော့ပေါလုကခရိယန်ညဉ့်ပန်းနေစဖို့တွားနေတဲ့အချိန်မှာကောင်းကင်ဘုံကနေအလင်းတရားကသူ့ကိုသူ့ရဲ့လမ်းခရီးကိုရပ်တန့်စေတယ်ယနေ့စာတာနာကိုရိုနာဗိုင်းရပ်စ်ကိုတင်းတော့ဆေးလွတ်လိုက်တယ်ဒါပေမဲ့အဲ့ဒါကိုတင်းစီမှာမရောက်ခင်မှာရပ်တန့်အောင်လုပ်တာကတန်ရှင်တော်ဝိညာဉ်တော်ပြီးကောင်းကင်ဘုံရဲ့မြေဖြစ်တယ်ဆိုတာတင်သိထားပါကောင်းကင်ဘုံကနေအမဲတမ်းအလင်းရောင်ကတင်းတော့ရှိနေတယ်တင်းပတ်ဝန်းကျင်မှာမကောင်းတဲ့အရာညောင်များစွာရှိနေတေချင်းနေလာမယ်ဖြားနာချင်းနေလာမယ်ရှုံးနေချင်းနေလာမယ်ပြဿနာတွေလာမယ်ကြိမ်ချင်းနေလာမယ်မကောင်းတဲ့အရာအမျိုးမျိုးတစ်ခုပြီးတစ်ခုလာပြီးမှတင်းခေါင်းရှုပ်ရင်ရှုပ်မယ်ဒါပေမဲ့တင်းစီမှာမရောက်အောင်တင်းကိုကိုယ်ကဆောင်းရှောက်မှာကအလင်းတန်ရှင်တော်ဝိညာဉ်တော်မြတ်ရက်တန်စီမယ်ခရိယန်ဒီညင်ပတ်နေစေဖို့သူကလူမရှိဘူးအဲဒါကြောင့်ခရိယန်ဒီချီနှောင်မယ်ဖမ်းမယ်ထောင်ထဲမှာထည့်မယ်ဆိုတဲ့သူ့ရဲ့ဆန္ဒကိုပိတ်ပင်နိုင်တာကထာဝရဘုရားပဲဖြစ်တယ်ဒါကြောင့်တင်းရဲ့တက်တာမှာအနာဂတ်ကိုမလျှောက်လန်းနိုင်အောင်ပိတ်ပင်သားစေခြင်းတဲ့အရာအားလုံးဖယ်ရှားပြီးမှမကောင်းတဲ့အရာလာတဲ့အခါတိုင်းမှာတင့်ကိုကာကွယ်မယ်စောင့်ရှောက်မယ်အဲ့ဒီမကောင်းတဲ့အမှုအရာအားလုံးကိုပိတ်ပင်တားမြစ်နိုင်တဲ့ထာဝရဘုရားကတင့်ရဲ့ဦးခေါင်းဖြစ်တယ်တင့်ရဲ့အထဲမှာကျဲဝက်ပြီးမှတကိုးတော်နဲ့အနာဂတ်ကိုခြေလန်းလန်းစေနိုင်တဲ့ထာဝရဘုရားဖြစ်တယ်အဲဒါကြောင့်အဲ့ဒီနေရာမှာကျွန်တော်တည်ထားဖို့ပါလဲဘောလုံးကမျက်စိကန်းသွားပြီမစားနိုင်မတောက်နိုင်အဲ့အချိန်မှာသူကဆုတောင်းတယ်ဆုတောင်းတော့ဘုရားသခင်ကယစ်ပရိုဟိတ်တယောက်ကိုစီလွတ်လိုက်တယ်ယစ်ပရိုဟိတ်ကအများကြီးရှိတာပဲတမန်တော်ဝတ္ထုထဲမှာဆိုဒါပေမဲ့အဲ့ဒီတယောက်ကိုစီလွတ်လိုက်တယ်သူ့နာမည်ကပါလဲ Ananias ရဲ့ဒီတရားပါလဲ whom Jehovah has graciously given ဘုရားသခင်ကဂျေဇုတော်အဖြစ်ပေးတယ်ဆိုတဲ့လူပုဂ္ဂိုလ်ကိုပဲစီလွတ်လိုက်တယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်ချော်လဲနေတဲ့ပေါလုမြင်းပေါ်နေပြုတ်ကျနေတဲ့ပေါလုမျက်စိကွယ်သွားတဲ့ပေါလုမျက်စိပြင်းမြင်နိုင်အောင်ဘုရားသခင်ကဂျေဇုတော်ကိုစီလွတ်လိုက်တယ်လဲတဲ့နေရာကြီးထလာနိုင်အောင်ဘုရားသခင်ကဘယ်သူ့ကိုစီလွတ်လိုက်လဲဆိုဘုရားသခင်ရဲ့ဂျေဇုတော်ကိုပဲစီလွတ်လိုက်တယ်အဲကြောင့် Ananias ရဲ့အဓိပ္ပာယ်ဘုရားသခင်ရဲ့ဂျေဇုတော်အခမဲ့နဲ့ပေးထားတယ်ဆိုတဲ့အဓိပ္ပာယ်ဒါကြောင့်ယနေ့ Ananias ကိုဘုရားသခင်ကစီလွတ်လိုက်တော့ပေါလုကမျက်စိပြင်းမြင်နိုင်ပြီးအင်အားလည်းပြီးရရှိလာတဲ့ယေရှုခရစ်တော်တမန်တော်ရဲ့ပြမတရားဟောတော်သူဖြစ်တယ်တမန်တော်ခေတ်တုန်းကသူတို့ခေတ်တုန်းကဒီကနေ့အထိပေါလုလောက်ဘုရားသခင်ကအသုံးပြုတာတယောက်မှမရှိသေးဘူးအဲ့လောက်အထိဘုရားသခင်ကအသုံးပြုနိုင်အောင်ပေါလုကပါရထားလဲဆိုတော့သူချော်လဲနေတဲ့အချိန်မှာမြင်းပေါ်နေပြုတ်ကျနေတဲ့အချိန်မှာပြက်လက်ထူမဖို့ဘုရားသခင်ကအဲနညဆိုတဲ့ဂျေဇုတော်ကိုစီလွတ်လိုက်တယ်ယနေ့တင်နာမွေးစေဝတ်ထဲမှာမထနိုင်တော့သူဖြစ်ကောင်းဖြစ်မယ်အလုံးများလုံးတို့ဝိညာဉ်ကြီးရမှာပြန်လဲနလန်မထူနိုင်တော့သူဖြစ်ကောင်းဖြစ်မယ်ယောဂရဲ့ချီတော်မှုကြောင့်နလန်မထူနိုင်တော့သူဖြစ်ကောင်းဖြစ်မယ်ဒါမဲ့တင့်ကိုပြန်လဲထမြောက်အောင်လုပ်မယ်ဂျေဇုတော်ဟာထင်ရှားပေါ်လို့နေပြီဂျေဇုတော်ဟာတင်းအတွက်ဖြစ်တယ်တင်းကမထိုက်တာရင်ကောင်းကြည့်ရမယ်တင်းကအခမဲ့နဲ့ကောင်းကြည့်မင်္ဂလာရမယ်တင်းကဘာတခုမှမလုပ်ရလေဖရာသခင်ကိုယုံကြည်လိုက်ယုံနဲ့သူ့ရဲ့မျက်နှာတော်အပြည့်ဝခံစားမဲ့လူဖြစ်တယ်ဆိုတာပြောပြခြင်းတယ်ဓမ္မဟောင်းမှာ Samuel chapter 1မှာကျွန်တော်ဟာနာရဲ့တမိုင်းကိုတွေ့ရှိရတယ်။ Elkanah ဆိုတာ God created ဘုရားသခင်ကဖန်ဆင်းတယ်လို့အဓိပ္ပာယ်ရတယ်။ဟာနာကျတော့ grace ဂျေဇုတော်ဘောအဓိပ္ပာယ်။အဲ့ဒါကြောင့်ဟာနာမှာဘုရားရှိခိုးဖို့တွားတယ်။ဒါပေမဲ့ဘုရားကြောင့်ရောက်တဲ့အခါမှာသူ့ကိုညှဉ်းပန်းနှိပ်စက်မှုမြောက်များစွာသူ့မှာရှိတယ်။ရန်သူတွေကသူ့ကိုနှောက်ယှက်တော့သူကညှို့ငယ်တော့စိတ်နဲ့ဆုတောင်းရတယ်။မျက်ရည်မျက်ခွက်နဲ့ဆုတောင်းရတယ်။နောက်ဆုံးမှာဘယ်လောက်ထိပိတ်မှတော့ထဲမှာဆုတောင်းလဲဆိုတော့အတန်တော့မထွက်နိုင်တော့ဘူး။ဒါပေမဲ့ပါစက်ကြတော့လုံစီဖြစ်နေတယ်အဲ့လိုမျိုးနဲ့သူကဆူတောင်းတယ်ဒါကြောင့်ယစ်ပရိုဟိတ်ဖြစ်တဲ့အဲလီသူ့ရဲ့ရောက်ခတ်မတော်မှသူ့ကိုအထင်လွဲလောက်အောင်သူကဆူတောင်းတယ်ဟာနာရဲ့ဆူတောင်းခြင်းကဘယ်လိုဆူတောင်းခြင်းမျိုးလဲအထင်လွဲခံရလောက်အောင်သူကဆူတောင်းနေတယ်အဲ့ဒါကြောင့်ဒီကနေ့ယန်တူရီကအမျိုးမျိုးပြောဆိုလာတဲ့အခါမှာဟာနာလို့ကျွန်တော်ဆူတောင်းရအောင်ဟ
ฮานาရဲ့ဒီပဲပါလေဂျေဇုတော်အဲကြောင့်သူ့နာမည်ကဂျေဇုတော်ဖြစ်တဲ့အတွက်ကြောင့်သူကဆုတောင်းတဲ့ခါမှာချက်ချင်းစိတ်ချမှုရတယ်စိတ်ချမှုရတော့သူကဂျေဇုတော်ကိုဝန်ခံလိုက်တယ်တခင်ရဲ့မျက်နှာตาကျွန်တော်ရတယ်ဆိုရင်ဆိုမှတခင်ရဲ့မျက်နှာตาရတော့သူဖြစ်တယ်ဆိုမှသူကဝန်ခံလိုက်တယ်နောက်တစ်ခါဗိမာန်တော်ထဲမှာဘုရားကိုဝက်ပြုတ်ကိုယ်ွယ်ပြီးမှပြန်သွားတဲ့အခါမှာသူတို့ကဘုရားသခင်အထူးပိတ်တဲ့အသုံးပြုတဲ့ရှင်မွေလကိုဟာနာရဲ့ထဲကနေဘုရားသခင်ကမွေးဖွားခွင့်ပြုတယ်သူ့ရဲ့နာမည်ကဂျေဇုတော်နှစ်ချင်းဆရာယောဟန်ရဲ့နာမည်လည်းဘုရားသခင်ရဲ့ဂျေဇုတော်အန်နနီယစ်လည်းဘုရားသခင်ကဂျေဇုတော်ဖြစ်ရာခတ်သိမ်းပေးတယ်ဆိုတဲ့ဒီပဲဟာနာရဲ့ဒီပဲကြောင့်ဂျေဇုတော်အဲကြောင့်ဂျေဇုတော်ဆိုတာနာမည်မဲ့တဲ့လူရဲ့အသက်တာမှာသူတို့ဆုတောင်းရမဲရဖြေရတယ်ဘာဖြစ်လို့လဲဂျေဇုထဲမှာရှိရင်အဖြေအမဲရန်ရှိတယ်ဒါကြောင့်ဟာနာကသားယောက်ျားရန်လိုချင်တယ်ပြင်းပြတော့ဆန္ဒနဲ့ဆုတောင်းတဲ့ထမင်းတော်မစားချင်ဘူးအတန်တော်မထွက်နိုင်တော့ဘူးအဲ့လောက်ထိသူကဆုတောင်းတဲ့အားဆိုင်တဲ့ဆုတောင်းတဲ့နောက်ဆုံးမှာဂျေဇုတော်ကိုဝန်ခံတယ်ယနေ့ဂျေဇုတော်ဝန်ခံရအောင်ငါကအမြင့်ဆုံးတော့မျက်နှာตาရတော့ဘုရားရဲ့ချစ်သားဖြစ်တယ်ငါဘယ်နေရာပဲသွားတော့ဒုက္ခမရောက်တော့မျက်နှာตาဟာငါဘက်မှာရှိတယ်အဲကြောင့်ငါရဲ့အနာဂတ်ဘဝကအမတမလာပါတယ်ဘာဖြစ်လို့လဲဘုရားသခင်ကကျွန်တော်ရဲ့ဦးခေါင်းကိုဂျေဇုတော်ဂယုဏတော်နဲ့ရစ်ပတ်တယ်သူ့ရဲ့ဂယုဏတော်ဒီအသက်ထက်သာ၍ကောင်းသောကြောင့်သူ့ကိုငါအမြဲတမ်းချီးမွမ်းမယ်ဂျေဇုတော်ဟာငါအတွက်ဖြစ်တယ်အခမဲ့တဲ့ကျွန်တော်ရတယ်မထိုက်မတန်ရင်လည်းကျွန်တော်ရတယ်ငါရဲ့လှုပ်ရှားမှုမပါဘဲနဲ့ရတဲ့မျက်နှာဖြစ်တဲ့အတွက်ကြောင့်ဒီဂျေဇုတော်အတွက်ဂျေဇုတော်ချီးမွမ်းတယ်အဲဒါကြောင့်ကျွန်တော်တို့အနာဂတ်မှာဂျေဇုတော်ဆိုတဲ့နာမည်များများမဲ့ရအောင်အရောက်တိုင်းပေါ်မှာခရစ်တော်ရဲ့ကယ်တင်ခြင်းတွေတက်ရောက်ပါစေအာမင်အာမင်အာမင်